လက်ပေးလိုက်ယူကိစ္စကိုကျွန်မနည်းနည်းလေးပြောချင်တယ်ကျွန်မတို့ငယ်ငယ်တုန်းကကျွန်မတို့နိုင်ငံမှာလက်ပေးလိုက်ယူဆိုတာမရှိသလောက်ပဲကျွန်မနာမည်တော့မပြောချင်ပါဘူးအစိုးရအဖွဲ့ထဲမှာဒုတိယဝန်ကြီးတယောက်ကလက်ပေးလိုက်ယူနဲ့အရေးယူခံရတယ်အဲ့ဒါတော်တော်ထူးခြားတာပဲကျွန်မတို့ငယ်ငယ်တုန်းကအားလုံးဒီဝန်ကြီးရဲ့နာမည်ကိုသိတယ်ကျွန်မအခုတည်းသိတယ်မပြောချင်လို့ပါအဲ့တော့မှတ်ရပေါ့နော်ကျွန်မတို့အစိုးရအဖွဲ့ထဲမှာအဲ့လိုလက်ပေးလိုက်ယူနဲ့အလုပ်ပြုတ်ခဲ့တယ်ပေါ့နော်အရေးယူခံရတယ်တတိုင်းပြေလုံးကလည်းလက်ညှိုးထိုးတယ်ဆိုတာအဲ့ဒီတယောက်ပဲရှိခဲ့တယ်နောက်ပိုင်းဝင်ကြီးတွေကြောင်းတော့ကျွန်မသိမပြောချင်ဘူးနော်အဲ့ဒီလိုအခြေအနေမျိုးနောက်ပြီးတော့လည်းဟိုရိုးဝန်တန်းနေပေါ့ကျွန်မဆိုရင်ရိုးပဲရှင်းပြတယ်ငယ်ငယ်တုန်းကဆိုလို့ရှိရင်လက်စင်မီပြတ်သွားတာရှိတာပေါ့နော်အင်္ဂါမီတွေပြတ်သွားပြီဒီလမ်းကမီတွေပြတ်သွားပြီဆိုလို့ရှိရင်ကျမတို့အဲ့တုန်းက EPC လို့ခေါ်တယ်ပေါ့နော်နှက်စစ်ဌာနကိုဖုန်းဆက်လိုက်တယောက်ကအကြောင်းကြားလိုက်တယ်မီတွေပြတ်သွားပြီဆိုရင်ဟောနောက်ရွေးလောက်ကြာတော့မီတွေပြန်လာအောင်ဟိုသူတို့ဒီသက်ဆိုင်ရာဌာနလာပြီးပြင်သွားတယ်ဘယ်တော့မှပြင်သွားမှလည်းမသိဘူးဘယ်လိုပြင်သွားမှလည်းမသိဘူးလက်ဖက်ရည်ဘိုးမပြောနဲ့လက်ဖက်ရည်တစ်ခက်တောင်ဘလူးမှဘာမှမတိုက်လိုက်အောင်ပြီးတော့သူ့လုံးနဲ့သူဟိုအခုခေတ်ဆိုလို့ရှင်တော့ဒီလိုမဟုတ်ဘူးအားလုံးသိတဲ့အတိုင်းပဲလျှက်စစ်ပြီးပြက်လို့များပြန်လာစေခြင်းအမျိုးမျိုးလုပ်ရတယ်အဲ့တော့ဒါတွေဟာအားလုံးလက်ပေးလိုက်ယူနေနှွယ်နေတယ်ဘယ်လိုစတာလဲဆိုတော့မလုံလောက်တဲ့လစာတွေနဲ့စတာပေါ့နော်မလုံလောက်တဲ့လစာနဲ့စပြီးမဲ့နောက်ဆုံးကျတော့အလေးအကျင့်ဖြစ်သွားတယ်ဟိုကျမတို့ပြောလို့ရှိတယ်မလားကျွေးထူမဖူတန်းထူမရဆိုသလိုပေါ့နော်လက်ပေးလိုက်ယူရင်းနဲ့လည်းတိတ်ကြီးမဆိုင်တော့ဘူးဆိုလို့ဖြစ်သွားတာပေါ့အဲ့တော့အဲ့ဒီဟာတွေဟာကျမတို့ရဲ့ယဉ်ကျေးမှုတွေကိုစိတ်ဝင်သွားတဲ့သဘောရှိတယ်သို့တော်ညာလဲကျမတို့ပြည်သူပြည်သားအများစုဟာလက်ပေးလိုက်ယူဆိုတာရှက်စရာကောင်းတယ်ဆိုတဲ့အတိအရတော့ရှိသေးလို့ကျမစိတ်ဓာတ်မကြပါဘူးဒီလက်ပေးလိုက်ယူဆိုတာဘာဖြစ်လဲဂယုဆိုင်ဆရာမလိုဘူးဆိုတဲ့အဆင့်ဖြစ်သွားရဆိုတော့အင်ပဒမဆိုးပါလိမ့်မယ်ဒါတော့ကျမတို့ဟာလက်ပေးလာယူပျောက်ဖို့အတွက်ဘယ်လိုလုပ်ရမလဲဆိုတော့တစ်ဖက်ကလည်းလုံလောက်တဲ့လစာပေးသလိုတစ်ဖက်ကလည်းတရားဥပဒေအရအရေးယူရမယ်ဘာဖြစ်လို့လဲဆိုတော့တချို့ကြတော့လောဘဆိုတာလေအလေးကျင့်မယ်လေယူလေးရှိသွားတဲ့အခါကျတော့လုံလောက်တဲ့လစာပေးရင်ဒါမှပိုရလို့ရှိရင်တော့ပိုယူခြင်းနဲ့စိတ်တွေရှိရင်လည်းရှိမှာပဲအဲ့တော့အဲ့ဒါတွေကတော့ဥပဒေနဲ့အရာကျမတို့ထိန်းသွားရမယ်ဒါပေမဲ့ဓာတ်တဲ့ပို့ပြီးတော့အရေးကြီးတာကတော့စိတ်ဓာတ်ရေးရအရာပေါ့စိတ်ဓာတ်ရေးရအရာကြတော့ကျမတယောက်တည်းလည်းလုပ်ပေးလို့မရဘူးဒီအစုအဖွဲ့တစ်ခုကလည်းလုပ်ပေးလို့မရဘူးကျမတို့ပြည်သူပြည်သားအားလုံးကဝိုင်းပြီးတော့လုပ်ရမယ်လက်ပေးလက်ယူဆိုတာပေးတဲ့လူလည်းရှိတယ်နော်ယူတဲ့လူကြီးပဲမရှိဘူးမဟုတ်ဘူးအဲ့တော့မပေးကြပါနဲ့လို့ကျမမေတ္တာရခံတယ်တချို့ကလက်ပေးတယ်ဆိုတာဟာအလုပ်တစ်ခုမြန်ပြီးစေခြင်းလို့ပေးတာပဲဟိုကျမကိုယ်တိုင်လည်းဒီကိစ္စနဲ့ကြုံခဲ့ရဘူးပါတယ်တခါတော်တော်ကြာပါပြီကျမဒီမေလာပြီးတော့တွေ့တဲ့အခါမှာကျမမြန်မာဟို passport ကင်ထားပြန်ပေးရတာပေါ့နော်ပြန်ပေးပြီးတော့ပြန်ထုတ်ရတာပေါ့ပြန်ထုတ်တဲ့အခါမှာငွေသွားသွင်းရတယ်ငွေသွားသွင်းတော့ဟိုကျမတို့ဟိုအတော်တယောက်နဲ့သွားပြီးတော့ငွေသွင်းရတဲ့ဘဏ်ကိုသွားတော့အတော်ဘေးကပျောက်သွားတယ်ပျောက်သွားပြီးတော့ပြန်ရောက်လာတယ်ဘာသွားလှုပ်ထားလဲလို့ဆိုတော့ဟိုတမ်းမစီရအောင်လို့ပိုက်ဆံသွားပြီးချွာရစိတ်ဆိုတော့ကျမပြတန်းစီမယ်လို့တနေ့လုံးစီစဉ်နေစီမယ်လို့တပြားမှမပေးဘူးလို့ကျမတို့ပေးတဲ့လူတွေကလည်းပေါ့နော်တခါလေကျမတို့ပေးတဲ့လူတိုင်းကိုအပြစ်ဆိုတာမဟုတ်ပါဘူးတခါလေသေရေးရှင်ရေးဆိုတော့လည်းမပေးမဖြစ်တော့လည်းပေးရတာတွေရှိမှာပေါ့ဒါပေမဲ့ကျမပြောချင်တာကတော့ဟိုအလွယ်လန်းတော့မလိုက်ကြပါနဲ့ကျမတို့နည်းနည်းတော့အခက်ခဲနဲ့ရင်ဆိုင်ပြီးတော့မှဒီပြဿနာတွေကိုကျော်လွှားရမှာဖြစ်ပါတယ်အဲ့တော့လက်ယူတဲ့လူကလည်းမယူဖို့ကလည်းအရေးကြီးတယ်လက်ပေးတဲ့လူကလည်းတောင့်ခံပြီးတော့မပေးဖို့အရေးကြီးတယ်လို့ပြောပြစေဒီဟာ